မင်္ဂလာပါ sharing by the page ကနေအားလုံးကိုပြန်လည်ကြိုဆိုပါရရှင်ဆိုတော့ကျမတို့ဒီနေ့ part 3ကိုရောက်ရှိလို့လာပါပြီဆိုတော့ပျော်ရွှင်ခြင်းနဲ့အပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်လေးကိုဖန်တီးပေးဖို့အတွက်ဒီကနေ့ကျမအနေနဲ့9မိနစ်အချိန်ယူပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ပျော်ရွှင်ခြင်းလို့ပြောတဲ့အခါမှာကျမတို့ဒီထိန်းချောင်းနေတဲ့မိဘတွေဆရာတွေကျမတို့လို့ပေါ့နော်ဒီကလေးတွေနဲ့ကလေးတွေကိုအမြဲတမ်းစောက်ရှောက်နေတဲ့သူတွေကအရင်ဆုံးမေးဖို့မေးရမှာကကျမတို့လူကြီးတွေရောပျော်ရွှင်နေသလားပေါ့ဘာဖြစ်လဲဆိုတော့ပျော်ရွှင်ခြင်းကကူးစစ်တယ်ပေါ့နော်ကျမတို့အရင်ရည်တယ်ပြောတယ်ဆိုဟိုကလေးကျမဒီကလေးတွေနဲ့ပတ်သက်တဲ့ documentary လေးတွေ Facebook တွေမှာမိဘတွေ share လေးကြည့်တယ်ပေါ့နော်ကလေးတွေကမိဘတွေရည်ရင်လိုက်ရည်တယ်စကားတော့မပြောတတ်သေးဘူးပေါ့နော်ဆိုတော့ကျမတို့ကအရင်ဦးဆုံးပျော်ရွှင်ဖို့လိုတယ်ဆိုတော့ကလေးတွေကိုကြည့်လိုက်မယ်ဆိုရင်လည်းကလေးတွေပျော်ရွှင်ခြင်းကိုကျမတို့ကြည့်ရမယ်ပေါ့နော်ကြည့်မယ်ဆိုရင်ကလေးတွေကခဏတစ်ဖြုတ်ရရှိတဲ့လက်ဆောင်ဒါပျော်ရွှင်မှုမဟုတ်ပါဘူးနောက်တစ်ခုသူတို့လိုချင်တဲ့ပစ္စည်းလေးတွေပေါ့နော်ကျမတို့ဝယ်ပေးလိုက်တယ်ဆိုဒါလည်းပျော်ရွှင်မှုခဏတစ်ဖြုတ်ပဲစစ်မှန်တဲ့ပျော်ရွှင်မှုမဟုတ်သေးဘူးပေါ့နော်ဆိုတော့နောက်တစ်ခါဒီကလေးတွေကိုကျမတို့ကျောင်းပစ္စည်းနဲ့ပတ်သက်ပြီးထောက်ပါတယ်သူတို့ပျော်ရွှင်နေသူတို့ရပါတယ်ဒါပေမဲ့သူတို့တစ်ခဏပဲနောက်ကြရင်သူတို့မပျော်တော့တာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျမတို့စကားပုံတစ်ခုရှိတယ်ညီမစကားပုံမှာကျောင်းနေပျော်ရေးစာတော်ရမယ်ဆိုတော့ကျမတို့ကလေးတွေကကျောင်းကန်းကိုရောက်လာတဲ့အခါမှာပျော်ရွှင်မှုရှိရမယ်ဒါဆိုကျမတို့ကြည့်မယ်ပေါ့နော်ကျောင်းမှာဘယ်လိုမျိုးအရာတွေသူတို့ပျော်ရွှင်အောင်ကျမတို့ကလုပ်ပေးလို့ရတယ်လေပေါ့ဆိုတော့ကလေးတွေကကျောင်းလာတဲ့ဆော့ဖို့ပဲကျမတို့ငယ်တော့ဆိုကျောင်းသွားတာစာသင်ဖို့မဟုတ်ဆော့ဖို့ဒါကျမလက်ခက်ဘာကြောင့်လဲဆိုတော့ကျမတို့ကျောင်းမှာတငယ်ချင်းတွေအများကြီးရှိတယ်တငယ်ချင်းတွေနဲ့ပျော်မှကျမတို့စာတော်မှာလေတငယ်ချင်းနဲ့စာအတူလုပ်မှကျမတို့စာရမှာကျမရဲ့ငယ်လေးတွေကကျမက live ကအဲ့လိုမျိုးသွားတယ်သွားတဲ့အခါမှာဒီကလေးတွေကလည်းအဲ့လိုပဲသူတို့ကျောင်းလာတာတငယ်ချင်းနဲ့တွေ့ဖို့ဟုတ်နော်တငယ်ချင်းနဲ့တွေ့ဖို့ဆော့ဖို့ဆိုတော့ဒါကလည်းမှန်တယ်ဆိုတော့ကလေးတွေကအကြောင်းလာတဲ့ချိန်မှာပထမအချိန်ကျောင်းမတက်ခင်အချိန်သူတို့ဆော့လို့ရတယ်နောက်15မိနစ်အချိန်ပြီးဟိုကနော် snack time ပေါ့ကစားအဲ့ချိန်မှာသူတို့ကစားလို့ရတယ်နောက်တတိယပေါ့နော်မိနစ်30ပြီးအချိန်မှာလည်းကစားလို့ရတယ်ဒါပေမဲ့အဲ့ဒီကလေးကကျောင်းကိုလာတဲ့ခါမှာအိမ်စာမပြီးလို့အိမ်စာထိုင်လောက်ရတယ်သူမကစားရတော့မဟုတ်ရင်လည်း तू ကဒီကျောင်းမှာစကားနားမထောင်လို့သူ့ကိုဒဏ်ပေးတယ်ဆိုရင်လည်း तू မဆော့ရတော့ဒါဆိုရင်ဒီကလေးအတွက်ကိုကျမတို့ကြည့်မယ်ဆိုရင်ရေရှည်ဖြစ်လာပြီဆိုရင်ကျမတို့ကဒီကလေးကအကြောင်းကိုလာတာမပျော်ရွှင်ရတဲ့အတွက်ကြောင့်ကျမတို့ကပြန်ပြီးတော့စဉ်းစားစရာတွေအများကြီးရှိတယ်ပေါ့နော်ဒါကတော့ဒီကလေးအတွက်ကတော့ဘယ်လိုခေါ်လဲအကြောင်းကိုလာတာမပျော်ရွှင်တော့ဘူးကဲနောက်တစ်ခါကျမတို့ကလေး2ယောက်ကိုကျမတို့အရင်ရှင်းကြည့်လိုက်ပြီပေါ့နော်ကလေး1ယောက်ကကြောင်းလာတယ်ကြောင်းလာတဲ့ခါမှာ तू အရန်ပျော်တယ်ဟာ confidence အပြည့်နဲ့ပျော်လာတာပေါ့နော် तू စာတော်ခြင်းမှလည်းတော်မယ်ဒါပေမဲ့ तू ကြောင်းလာ तू ပျော်တယ်ဆိုတော့အကြောင်းရင်းတော့ရှိတာအဲ့အကြောင်းရင်းတွေကဘာလဲဆိုတော့ကျောင်းထဲကို तू လာတဲ့ခါမှာအကျောင်းမှာ तू မှတငယ်ချင်းတွေရှိတယ်နောက်တစ်ခါနံပါတ်2က तू ဘာပြောမမသူ့ကိုဟွာပေါ့နော်ဒီသူ့ကိုဘယ်လိုခေါ်လဲပြောဆိုမဲ့ तू မရှိဘူးပေါ့နော်သူ့ကိုပေးပြောတယ်ပေါ့ပေးပြောတယ်အမားနေတင်ခွင့်ပေးတယ်ပြီးတော့နောက်တစ်ခါကျရင်ဒီကလေးကဘာဖြစ်လဲဆိုတော့သူ့ရဲ့ဒီတငယ်ချင်းတွေကသူ့ကိုဝန်းရံပြီးတော့မှသူ့ကိုအားပေးတယ်ဒါဆိုဒီကလေးကဘာဖြစ်လဲကျောင်းမှာလာတာအရန်ပြောတာပေါ့ဒါပေမဲ့နောက်ကလေးတယောက်ကျတော့မပြောဘူးကျောင်းလာတာမပြောဘူးအိမ်မှာကလည်းသူ့ကိုအမြဲတမ်းစူတယ်သူ့ကိုတွေ့တိုင်းစူတယ်ဘာလို့စူတယ်ပြီးကျောင်းလာတဲ့ခါမှာလည်းမပြောဘူးဘာကြောင့်မပြောလဲဆိုတော့ကျောင်းလာရင်သူကစာမတော်တဲ့ကလေးဆိုတော့ဆီယမရဲ့မျက်လုံးထဲမှာမြင်နေပြီးတော့ဒီကလေးရရင်စာမရဘူးဆိုရင်ဒီကလေးကို तू ကဘာဒီကလေးကဘာဖြစ်တော့မလဲဆိုတော့ तू ဘာစကားပြောသူ့မှာယုံကြည်မှုမရှိတော့ဘူးပြီးရင် तू ပြောလိုက်ရနဲ့သူများတွေဟာရီလိုက်တဲ့ခါ तू ကဆက်ပြောရမလားမပြောရလားပေါ့နော်တွန့်ဆုတ်ကုန်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးအရာတွေကကျမတို့ကပျော်ရွှင်ခြင်းကိုဖန်တီးပေးတဲ့နေရာလေးတွေမဖြစ်ဘူးပေါ့နော်ဆိုတော့ဒါကြောင့်မို့ကျမတို့ကကလေးတွေပြောအောင်အိမ်မှာလည်းကလေးတွေပြောရမယ်အဲကြောင့်ကျမတို့အမေဆိုကျမတို့ငယ်တော့ပြောတာအရင်ဆော့တာမီးပွင့်မယ်ပေါ့နော်ကျမတို့ဆော့တာတကယ်မီးပွင့်မယ်တကယ်ဆော့တာပြီးတော့ဒီကျမတို့သုတေသနတွေမှာလည်းကြည့်လိုက်ကစားခြင်းဟာတဲ့သင်ယူမှုရဲ့အခြေခံအစိတ်အပိုင်းတစ်ခုဖြစ်တယ်နောက်စိတ်ကျန်းမာရေးကောင်းဖို့ကလေးတွေကစိတ်ပိုင်းဆိုင်ရာကောင်းမွန်ဖို့အတွက်ကတော့ပို့ပြီးတော့တည်ယူနိုင်စွမ်းတွေဒီလူမှုဆက်ဆံရေးတွေကိုအားပေးရမယ်တဲ့နောက်တစ်ခုကကလေးတွေကဒီသူတို့ကိုချင်းချောင်းပေးတဲ့လူကြီးတွေရှိတယ်ဆိုရင်သူတို့ကနှွေးထွေးတဲ့ပတ်ဝန်းကျင်ကိုခံစားပြီးတော့သူတို့အုံနောက်ဖွံ့ဖြိုးမှုကပိုလဲတိုးတက်တယ်ပျော်ရွှင်နေဆိုရင်ပို့ပြီးတော့သူတို့ညံပိုင်းဆိုင်ရာမှာပို့ပြီးတော့တိုးတက်လာမယ်ပေါ့နော်ဆိုတော့ဒါအရေးကြီးတယ်ဆိုတော့ကျမတို့ဒီပျော်ရွှင်မှုနဲ့ကျမတို့ဆက်ပြီးတော့ချိတ်ဆက်ကြည့်အောင်positive environment ကဲအပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်ပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်ဘယ်ကစလဲအိမ်ကစဆိုတော့အိမ်မှာအပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်ရှိသလားကလေးတွေကိုအားပေးတယ်ပေးပြောတယ်နော်စော့ခွင့်ပေးတယ်မချုပ်ချယ်ဘူးနော်
သူလေးလာခွင့်ပေးတယ်သူဆိုရင်ကလေးတွေဆိုရင်သူတို့ပေါင်းချင်တဲ့တငယ်ချင်းရှိတယ်ဒါအရင်ကန့်တက်လိုက်အဲ့လူနဲ့မပေါင်းနဲ့ဟိုလူနဲ့မပေါင်းနဲ့ဒီကျမတို့ culture ကျမတို့ယဉ်ကျေးမှုကလို့သွားပြီးကန့်တက်လိုက်တဲ့အခါမှာအဲ့ကလေးကမပျော်တော့ဘူးဆိုတော့ကျမတို့ကဘယ်ကလေးမဆိုကျမတို့မကန့်တက်ပင်နဲ့ပြီးပေါင်းပါဒါပတ်ဝန်းကျင်မှာဆက်ပြီးတော့သူတို့ကပို့ပြီးတော့ဘသူကဘလို့လဲဆိုတော့သူတို့ပေါင်းသိဆက်ဆံရေးမှာသူတို့ပို့ပြီးတော့ကောင်းလာမှာဖြစ်တယ်ကျမတို့ကန့်တက်လို့မရအောင်ဒါအိမ်ပြီးတော့ခါကြတော့ကျမတို့ကကျောင်းမှာလဲကျမတို့ကကလေးတွေကိုမေခွင့်လက်ထောင်ပြီးတော့မေခွင့်ကိုကျမတို့ပေးရမှာဖြစ်တယ်ဆိုတော့ကျမတို့ရှိမှဆိုရင်မေခွန်းမမေးအောင်မေခွန်းမေးရင်တော့အမေးမြတ်တယ်ထူလိုက်လားဆိုတော့မကြိုက်ဘူးပေါ့နော်ဆိုတော့ကလေးတွေမေခွန်းများမေးလေဒါညံကောင်းတဲ့ကလေးမို့လို့မေခွန်းမေးနေမေခွင့်ပေးပါပြီးရင်မားခွင့်ပေးပါကျမတို့ကမားတာကခဏတစ်ဖြုတ်မားတာကျမတို့ပြန်သင်ပေးလို့ရတယ်ဆိုတော့ကျမတို့ကကလေးတွေကိုအဲ့လိုမျိုးactive ပေါ့နော် active learning ဖြစ်အောင်ကျမတို့လုပ်ပေးဖို့လိုတယ်ကဲပတ်ဝန်းကျင်ဆိုပတ်ဝန်းကျင်ကိုကျမတို့ကြည့်မယ်ဆိုရင်လည်းကျမတို့ကဘာဖြစ်ဖို့လိုလဲဆိုတော့ပတ်ဝန်းကျင်မှာလည်းဒီကလေးတွေကိုအပြုသဘောဆောင်တဲ့အပေးမှုတွေပေါ့နော်ဒီရက်ွက်ထဲမှာဆိုရင်လည်းကလေးတွေအချင်းချင်းဘောလုံးကစားတယ်ဆိုရင်သူတို့ပူပေါင်းဆောင်ရွက်မှုတွေပိုရှိတယ်နောက်အလှည့်ကြပေါ့နော်သူအလှည့်ပြီးငါအလှည့်ပြီးသူအလှည့်အဲ့လိုဆော့တဲ့ဟာပေါ့နော်ဆိုတော့ကျမတို့နားလည်ဖို့ကစားချင်းတွေပျော်ရွှင်ခြင်းတွေအချိန်ဖြုံးခြင်းမဟုတ်ဒါအနာဂတ်ကိုတည်ဆောက်နေတာဖြစ်တယ်အနာဂတ်ကိုတည်ဆောက်နေတာဖြစ်တယ်ဒါကြောင့်မလို့ကလေးတွေကိုအနာဂတ်ကိုတည်ဆောက်ခွင့်ကျမတို့ကအများကြီးပေးရမယ်ပေါ့နော်ဒါကြောင့်မလို့ကလေးတွေဟာပျော်ရွှင်နေအပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်မှာပို့ပြီးတော့ဖန်တီးပေးတယ်ဆိုရင်ဘာဖြစ်လာလဲကိုယ့်ကိုပို့ပြီးတော့ယုံကြည်မှုရှိလာတယ်နောက်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်တယ်ကျမတို့စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ရင်ပောက်ကွဲတဲ့ကလေးတွေရှိတယ်ဘာဖြစ်လဲစိတ်ကအရင်ကြီးပြီးကြက်ထားလိုက်တဲ့အခါကျတော့မပျော်တော့ဘူးဆိုတော့ပောက်ကွဲတဲ့ခါကြရင်မလို့ဘူးပေါ့နော်ပေါက်ထွက်သွားပါတော့ဆိုတော့ပြဿနာတွေကိုအေးအေးဆေးဆေးလေးဖြေရှင်းနိုင်တယ်ပြဿနာတေးသေးလေးကိုမကြီးစေဘဲနဲ့ကြီးတဲ့ပြဿနာတွေတော့မှသေးပြီးတော့ပတ်ပြောက်စေတဲ့အထိကျမတို့လုပ်နိုင်တယ်ပေါ့နော်တငယ်ချင်းတွေနဲ့ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကျမတို့ပူပေါင်းဆောင်ရွက်နိုင်တဲ့အခက်အခဲတွေအများကြီးရှိတယ်နောက်သူကိုယ်တိုင်သူဘယ်လိုခေါ်လဲ confidence ရှိပြီးတော့သူကိုယ်တိုင်ပဲလုပ်နိုင်တယ်သူကိုယ်တိုင်ပဲဥဆောင်နိုင်တဲ့လူဖြစ်လာတယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့နောက်ဆုံးနှိကုံချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီနေ့ကျမတို့ပျော်ရွှင်တဲ့ကလေးတွေကိုကျမတို့ပျော်ရွှင်ခွင့်ကစားခွင့်နော်လုံခြုံစွာသင်ယူခွင့်နောက်မိခိုးနေမေးပိုင်ခွင့်အမားကနေသင်ယူပိုင်ခွင့်တွေကျမတို့များပေးရမယ်။ဘာဖြစ်လဲဆိုတော့ပျော်ရွှင်တဲ့ကလေးဟာဘဝမှာအောင်မြင်ဖို့အတွက်အခြေခံအုံမြင့်ဖြစ်တယ်ပျော်ရွှင်ခြင်းက။ဒါကြောင့်မို့ကလေးတယောက်ကိုကျမတို့ပြုစုပြောထောင်းတဲ့အချိန်မှာဆိုရင်ပျော်ရွှင်စေပါစော့ပါစေစော့လေးညံကောင်းနေပဲကျမတို့အဲ့ဒါကြောင့်များလေးပေးစော့ပါဒါကြောင့်မလို့နောက်ဆုံးအနေနဲ့ကျမပြောချင်တာကတော့ပျော်ရွှင်တဲ့ကလေးဘဝဟာအောင်မြင်တဲ့အနာဂတ်ရဲ့အောင်မြင်တဲ့လူသားတစ်ယောက်ဖြစ်လာမှာဖြစ်တယ်ဒါကြောင့်မလို့သူ့ကိုပျော်ရွှင်အောင်ကျမတို့ပြုစုပြောထောင်ဖို့အတွက်ပြောရင်းနဲ့ဒီမှာပဲအနည်းကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်